နတ်နဂါးတစ်ကောင်ရဲ့ဦးကောင်းကိုအပြစ်ကင်းစင်တဲ့စိတ်ထားလေးနဲ့ထိတွေ့ဖို့မိန်းကလေးငယ်လေးတဦးဆန္ဒရှိခဲ့ပါတယ်။နဂါးကြီးကလည်းမျက်လုံးလေးတွေမိတ်ပြီးမေတ္တာအပြည့်နဲ့အထိတွေ့ကိုခံယူခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့ဖခင်ဖြစ်သူရောက်လာပြီးထိတ်လန့်တကြားနဲ့သမီးဖြစ်သူကိုပွေ့ချီကထွက်ပြေးသွားခဲ့ပါတယ်။နဂါးကိုမြင်တွေ့ခွင့်ရသူတိုင်းဟာတစ်သက်လုံးကံကောင်းခြင်းတွေလေးလက်တောက်ပါတယ်လို့ဆိုကြပါတယ်။အမှန်တော့အဲ့ဒီမိန်းကလေးရဲ့နာမည်ကRaymond Raymond ပါသူမကိုပင်လယ်လေကမုန်တိုင်းထန်တဲ့ညတညမှာမွေးဖွားခဲ့တာပါ။6 လကြာဝေဒနာခံစားခဲ့ရပြီးနောက်မိခင်ဖြစ်သူကမွေးဖွားခဲ့ပေမဲ့ကလေးငယ်ကအသက်ရှူမလာခဲ့ပါဘူး။စိတ်ပြအားငယ်နေတဲ့ဖခင်ဖြစ်သူဟာကလေးကိုတင်မော့အဆုံးကိုခေါ်သွားပြီးနဂါးမင်းစီမှာဆူတောင်းခဲ့ပါတယ်။တကယ်လို့သမီးလေးသာအသက်ရှင်မယ်ဆိုရင်ကျွန်ုပ်တစ်သက်လုံးကောင်းမှုကုသိုလ်တွေလှုပ်ဆောင်ပါမယ်လို့ကတိပြုခဲ့တာပါ။ရုတ်တရက်ဆိုသလိုပင်လယ်ထဲကနေအပြာရောင်အလင်းတန်းတစ်ခုစတင်တောက်ပလာပါတယ်။အဲ့ဒီအလင်းတန်းဟာရှားပါပြီးတောက်ပတဲ့နဂါးကြီးခွန်းတစ်ခုအဖြစ်စူးစီးသွားပြီးကလေးငယ်ရဲ့ခန္ဓာကိုယ်ထဲကိုချက်ချင်းပဲဝင်ရောက်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲပင်လယ်ထဲကနေနဂါးနဲ့ကြီးတစ်ကောင်ထွက်ပေါ်လာပြီးကျေလောင်စွာဟိန်းဟောက်လိုက်ပါတယ်။အဲ့ဒီလိုထူးခြားတဲ့နတ်ဖျားတကူတော်ကြောင့်ကလေးငယ်ဟာရုတ်တရက်ငိုယိုလာပြီးအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။ကလေးရဲ့ငိုတံကိုကြားတဲ့အခါမှာတော့နဂါးကြီးဟာစိတ်အေးသွားပြီးပင်လယ်နက်ထဲကိုပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။နှစ်ပေါင်း20ကြာပြီးနောက်မှာတော့ရီမွန်ဟာအရွယ်ရောက်လာပါတယ်။သူမဟာကောင်းကင်ဘုံကနတ်သမီးလေးတစ်ပါးလိုရင်သက်ရှိမောကွယ်လှပလုံးသူပါလူပြိုလေးတွေဟာသူမအိမ်ရှိမှာတန်းစီဆောင်နေကြပေမဲ့ချမ်းသာတဲ့ကောင်လေးတွေရဲ့တောင်းဆိုမှုကတော့သူမကိုစိတ်မလှုပ်ရှားစေခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမဟာထူးခြားတဲ့ရည်ရွယ်ချက်တစ်ခုအတွက်မွေးဖွားလာတာလို့ကိုယုံကြည်နေလို့ပါ။တနေ့မှာတော့လူတွေကသူမကိုအနှောက်အယှက်ပေးလို့တာကြောင့်ဒတိုင်းပေါ်ကနေခုန်ချပြီးထွက်ပြေးခဲ့ပါတယ်။အဲ့ဒီလိုပြေးနေရင်းနဲ့အေးဆေးတည်ငြိမ်ပြီးလှုပ်ဝက်ဆန်းကျယ်တဲ့ကောင်လေးတစ်ယောက်ကိုသတိထားမိသွားပါတယ်။သူမဟာအဲ့ဒီကောင်လေးကိုမေးကြည့်ရင်မှင်းသက်သွားပြီးရုတ်တရက်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်နဲ့ပဲသူမလက်ထဲကပကြီးကားတစ်ချက်လွင့်ကျသွားခဲ့ပါတယ်။ကောင်လေးကအဲ့ဒီပကြီးကားကိုကောက်ယူလိုက်ပါတယ်။အဲ့ဒါကမိန်းကလေးငယ်လေးတစ်ယောက်ရဲ့ပုံမှာအဲ့ဒီကလေးကိုသူသိနေတာနှစ်ပေါင်းများစွာကြာနေပြီလို့ခံစားလိုက်ရပါတယ်။သူကရီမွန်စီတန်းတန်းမတ်မတ်သွားပြီးဒီမိန်းကလေးကဘသူလဲဘယ်မှာနေတာလဲလို့မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ရီမွန်ကဖြေဖို့ပြက်ပြက်တသားညှင်းဆိုခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့သူကရီမွန်ရဲ့လက်ကိုဆွဲလိုက်ပြီးမျက်စိတမိတ်တွင်းမှာပဲပင်လယ်ကမ်းခြေကိုရောက်သွားကြပါတယ်။သူကပကြီးကားအကြောင်းထပ်မေးပေမဲ့သူမကတော့နှုတ်ဆက်နေတော့မှာပဲ။ဘာမှမစင်စားတော့ပဲသူကသူမကိုရေထဲကိုတွန်းချလိုက်ပါတယ်။သူမရေထဲနှုတ်ဝင်သွားတဲ့အခါမှာတော့သူကပဲပြန်လဲကဲတင်ပြီးကမ်းခြေကိုခေါ်လာခဲ့ပါတယ်။တကယ်တော့ဒီကောင်လေးဟာတခြားသူမဟုတ်ပါဘူး။ရီမွန်ငယ်ငယ်ကအသက်ရှင်ဖို့အတွက်ကောင်းချီးပေးခဲ့တဲ့အဲ့ဒီနဂါးကြီးကိုယ်တိုင်ပါပဲ။အခုတော့အဲ့ဒီနဂါးဟာသူ့ပိုင်ဆိုင်မှုကိုပြန်လဲသိမ်းပိုက်ဖို့ပြန်လာခဲ့ပြီဖြစ်ပါတယ်